မင်္ဂလာပါရှင်ဒီနေ့ကျမတို့မဲ့ဆောက်မှာရှိတဲ့အရတာရှိတဲ့စားတော့ဆိုင်လေးတစ်ဆိုင်ကိုလျှောက်မီစာကြည့်ပါမယ်ဒီဆိုင်နာမဲ့ကတော့မူကန်ပါဒီဆိုင်ကအိန္ဒိယနဲ့မွတ်စလင်အစားတွေနဲ့နာမည်ကြီးပါတယ်ဟင်းခတ်အမွေးအကြိုင်နဲ့လေကအဝေးကတဲ့ကမွိုင်းနေတာပါပဲဘယ်လိုကောင်းလဲဆိုတာတော့ကြည့်ကြရအောင်ရှင်ပထမဆုံးประกันကတော့ဒီဆိုင်ရဲ့ဘလီယန်နေတန်ပေါက်သမင်းပါသမင်းစစ်လေးတွေကလှပပြီးဟင်းခန့်အမွေးအကြိုင်အနန္ကအရန်မွေးပါတယ်ဒါပြင်မဲ့ပြင်တဲ့အနန္တော့မဟုတ်ပါဘူးหนูยันเนี่ยတက်တန်နဲ့ဒီဆိုင်ရဲ့ဒီတန်းဆောက်ကိုလောင်ပြီးစားတဲ့အခါဆိုချင်းဆက်အရတာလေးနဲ့သမင်းကိုမအီစေပဲပို့ပြီးစားကောင်းစေပါတယ်ဒီဆိုင်ရဲ့ဒန်ပေါက်သမင်းကတကယ်ကိုထူရှားပါတယ်ရှောက်လွန်းတာမျိုးလေးမရှိဘူးစီလဲမမြတ်ပါဘူးနောက်ထပ်ကတော့ပဲဟင်းပါဒီမှာတော့ဒန်ဟင်းလို့ခေါ်ပါတယ်ပဲဟင်းကပြည့်နေတယ်လည်းမဟုတ်ဘူးကျဲနေတယ်လည်းမဟုတ်ပဲအနည်းတော့ပါတယ်အရဒန်ကအရန်ကိုကောင်းမွန်ပြီးတက်သူผิวနဲ့ဟင်းခတ်အမွေးအကြိုင်နဲ့လေနည်းနည်းတင်ပါတယ်ထော်ပါကျဲငန်တဲ့အရဒန်နဲ့အစီပြန်တဲ့အရဒန်လေးကိုခန်းစားရမှာပါယိုတီနဲ့ဖြစ်သမီးနဲ့ဖြစ်ပဲစာရင်အရန်ကိုအရဒန်ရှိပါတယ်အရေးကြီးဆုံးကတော့ပဲတွေကိုหนูအောင်ပြုတ်ထားတာမို့စားရတာလွေကူပါတယ်ဒါကတော့ကျမအရန်ကြိုက်တဲ့ထူရှာတဲ့ပကံတပယ်ပါပဲပလားထလူတီပါဒီဆိုင်မှာလူထားတဲ့လူတီကနူရံပြီးအပေါ်ရန်လေးကနဲနဲ့ကျွတ်ပါတယ်စီးမပြန်ပါဘူးဟော်ပနာလေးကလည်းမွေးနေတာပါပဲတဲဟင်တဲ့တွဲစားတဲ့အခါအရန်ကိုလိုက်ဖဲ့ပါတယ်တကြားနဲ့နှုတ်စီနဲ့တို့စားရင်လေနောက်ထရတာတမျိုးကိုခံစားရမှာပါမူကန်ဆိုင်ကတင်ငယ်ပင်မဲ့ຫນွယ်ထွဲတဲ့ပတ်ဝန်းကျင်လေးရှိပါတယ်တင်ငယ်ချင်းအိမ်မှာထမင်းလာစားရတယ်လို့ခံစားရပါတယ်အစာအသဆေးຫນွယ်ကလေးမကြီးပါဘူးပလီယာနီထမင်းအတာထမင်းလူတီအမြတ်မြတ်တော့ဟင်းတွေအမြကြီးရွှေရှဲစရာရှိပါတယ်နေ့လယ်စားအတွက်တင်တော်ပြီးမဆောင်မရုတ်ထဲမှာရှိတာမို့ဘယ်သူမစိုးလားရောက်ဖို့အစီအပြင်းပါတယ်စားရလည်းမခဲပါဘူးမဆောက်ကိုရောက်လာတဲ့သူတွေအနေနဲ့အိန္ဒိယမွတ်စလင်စတိုင်အစားစစ်ကိုစိတ်မမြပဲမိစံကြည့်ရှင်ဆိုရင်မူကန်ဆိုင်ကိုလာရောက်ကြည့်ဖို့အကြံပြုရှင်ပါတယ်ကျန်နေတဲ့မှာအတဲအချပါပဲ